လူတယောက်ဟာလေကားတစ်ထစ်ချင်းကိုခက်ခက်ခဲခဲစူးစမ်းတက်နေရပါတယ်။အုံနောက်ကြောသည့်ယောဂခံစားနေရတဲ့ထိုလူငယ်ဟာအဆောက်အဦခေါင်မိုးတက်ကိုပင်ပန်းစွာရောက်လာပြီးနောက်လက်ဆက်တဲ့လေထုကိုဝအောင်ရှူရှိုက်ရင်မြင့်မားတဲ့အဆောက်အဦတွေကိုလှည့်ကြည့်လိုက်ပါတယ်။အဲဒီနောက်ဘောပင်ကိုအာယူကိုင်ရင်တေတန်းစာလိုအတိတ်ပဲရတဲ့ခေါင်းစဉ်တစ်ခုကိုချရေးလိုက်ပါတယ်။စိတ်ရည်မဲ့စာသားကိုစဉ်းစားနေစဉ်ကျင်းဝယ်ဆိုတဲ့အမည်ခေါ်တဲ့ကြောင့်ဆင်ကြည့်တော့သူ့အဖွားဖြစ်နေပါတယ်။အဝိစာထက်ပဝါများစွာဝယ်လေးရှိတဲ့ထူးဆန်းတဲ့အဖွားဖြစ်သူဟာကျင်းဝယ်ကိုစောင့်ရှောက်ဖို့သူ့အမိကတောင်းဆိုထားလို့လာခဲ့တာဖြစ်ပြီးဘာကြောင့်အမိုးပေါ်တက်နေရတယ်လဲမေးတဲ့အခါပဝါကိုတေချာခောက်နေရင်ကနေကောင်းငင်ကြီးကိုတက်ကြည့်တာဖြစ်ကြောင်းဖြေလိုက်ပါတယ်။အဲဒီနောက်ဖုန်းဝင်လာလို့ထားကင်တဲ့အဖွားကလူငယ်လေးချင်းစင်နာမှာအလုပ်လုပ်ဖို့ CV တင်ထားသေးလားလို့လှည့်မေးတဲ့အခါဟုတ်တယ်လို့ဖြေပါတယ်။နောက်တစ်ပတ်အစမ်းပိုးချမှုလုပ်ရမှာသွားမလားမေးတော့သွားမယ်လို့ဖြေချလိုက်တာကြောင့်အဖွားဖြစ်သူကလည်းသူ့မြေးလာမယ်လို့အကြောင်းပြန်လိုက်ပါတယ်။ကျင်းဝယ်ရဲ့မွေးနေ့ပွဲအတွက်သူ့အဖွားဟာတီဝိုင်းဖွဲကသူမတငယ်ချင်းတွေနဲ့ပြင်ဆင်ပေးထားပါတယ်။ယောဂကြောင့်ထူးဆန်းနေသူကျင်းဝယ်ကိုကြည့်နေတဲ့တငယ်ချင်းတွေအားကောလိပ်ဝင်ဆောင်ပွဲမှာထိတ်ဆုံးအမှတ်ရထားတဲ့သူမမြေးဟာကောလိပ်ကခေါ်မှစောင့်နေကြောင်းစကားဦးတန်းလိုက်ပါတယ်။မွေးနေ့ဆုတောင်းအပြီးဆုတောင်းပြီးတိုင်ကိုစူးစမ်းမှုန့်နေရတဲ့ကျင်းဝယ်အတွက်အားလုံးကဩဘာပေးပြီးနောက်ဘီယာကိုပိုက်နဲ့ချပေးထားလိုက်ပါတယ်။ယောဂကြောင့်မျိုးချဖို့ခန့်နေသူကျင်းဝယ်ကိုအားလုံးကအထူးဆန်းလို့ကြည့်နေကြပေမဲ့အဖွားဖြစ်သူကတာမန်လိုပြုတ်မှုခဲ့တဲ့နောက်ကျင်းဝယ်တယောက်ဘီယာအစွမ်းနဲ့လှေကားမှာမှောက်နေပါတော့တယ်။သူ့သမီးမြင့်အဆူခံရတော့မှမို့ရေငုံပြီးထွေးဖို့ပြင်နေတော့ကျင်းဝယ်အမေကတွေ့သွားပြီးစူပူနေပါတော့တယ်။ယောဂတဲ့တားဖြစ်သူကိုဝင်တော့ဝင်ဖို့အဖြစ်မှတ်ယူနေတဲ့ကျင်းဝယ်အမေနဲ့ဆန့်ကျင်ပြီးအဖွားဖြစ်သူကတော့ကျင်းဝယ်ရဲ့ခံစားချက်မှန်သမျှကိုနားလည်ပေးနိုင်သူဖြစ်ပါတယ်။ခန္ဓာကိုယ်အပေါ်ပိုင်းလေ့ကျင့်ဖို့လက်ရည်မလှလို့အမတ်လျှော့ခံလိုက်ရတာကြောင့်စာရေးလေ့ကျင့်ဖို့စတဲ့ပုံသိမ်ဒီအချိန်စရာတွေတတ်မှတ်ခဲ့သူမိဘတွေမရှိတော့တာနဲ့အဖွားဖြစ်သူကကျင်းဝယ်လျှောက်လွှာတင်ထားတဲ့အစမ်းပို့ချမှုထံလိုက်ပို့ပေးပါတယ်။ကလေးတွေကိုစာပို့ချရမယ့်ဆရာအလုံးမှာသူကပြားတစ်ကြောင်းရွတ်တိုင်းလိုက်ရည်နေတဲ့ကလေးတွေအကဲဖြတ်ဆရာတွေကြားမှာအဖွားဖြစ်သူကတော့ဂုံယူစွာနဲ့မှတ်တမ်းရယူနေပါတယ်။နေအောင်အထီးတွေ့မရတဲ့နေရာတွေမှာတော့ရှင်သန်ဖို့တိုက်ခိုက်ရင်အခြားအလှဆုံးဆိုတဲ့ပန်းနေနဲ့ဒန်းတူရှင်သန်နိုင်တဲ့ရင်းကြီးပင်လေးအကြောင်းကိုသူ့ဘဝနဲ့ရှင်ပြီးကိုရှက်ရွံ့မနေဖို့အရှုံးမပေးဖို့ဆိုတဲ့ကြပြကိုအကောင်းဆုံးတရုပ်ပြတင်ကြားနိုင်ခဲ့ပေမဲ့အကဲဖြတ်ဆရာမတွေဘက်ကတော့ကလေးတွေရဲ့တင်ကြားရေးကိုအနှောက်အယှက်ဖြစ်စေမယ်လို့ယူဆကညင်းလိုက်ပါတယ်။သူ့မြေစိတ်တက်ကြသွားမှဆိုတဲ့အဖွားဖြစ်သူဟာဒီအလုပ်ကအနာဂတ်မရှိတာမို့ကျင်းဝယ်နဲ့မထိုက်တန်ဘူးလို့အားပေးပါတယ်။ဒီအချိန်ခောက်ဆက်ဆိုင်နဲ့ဝင်လာတဲ့တငယ်ချင်းကိုခဏနေတီဝိုင်းလေးကြည့်ရရှိကြောင်းလိုက်ပြောတဲ့အခါအရေးပါဆုံးဒရန်သမားကိုအရေးမလုပ်ကြဘူးဆိုကနှုတ်ဆက်သွားပြီဖြစ်တဲ့အတွက်ဖျော်ဖြေပွဲသွားရမယ့်သူတို့အဖို့အခက်တွေ့ကုန်ပါတယ်။ဒီတော့ကိုစီအသေးတွေထဲမှာဒရန်သမားရှိလာလိုက်မင်းနေကြစဉ်ကျင်းဝယ်ရဲ့အဖွားကသူ့မှာအစင်သင့်ရှိနေတဲ့ဒရန်သမားရှိတယ်ဆိုကတက်ပလက်ကိုတော့မနှဲမအောင်ရိုက်နေရသူကျင်းဝယ်ကိုညွှန်ပြလိုက်ပါတယ်။သူကိုယ်တိုင်တခါမှဒရန်မတီးဘူးလို့ညင်းနေပေမဲ့သူငယ်တန်းတုန်းကနေ့လည်သာစားချိန်တိုင်းတူနဲ့စလုံးကိုခောက်ခဲ့ဘူးတာမို့ပါရမီပါတဲ့အကြောင်းအတင်းတွေတိုက်တွန်းနေပါတယ်။ကလေးမေကိုတူးထိုင်ကုန်နေရပေးပြီးမတ်တက်လိုက်စီးနေသူကျင်းဝယ်တယောက်ကားဘရိတ်အုပ်လိုက်တာကြောင့်လဲကျသွားပါတယ်။ဒါကိုဒေါသထွက်သွားတဲ့အဖွားဖြစ်သူကကားဆရာကိုပြဿနာရှာတဲ့အခါဒီလိုမတန်ဆွမ်းတဲ့လူကထိုင်မစည်းဘူးလို့ပြန်လဲအပြစ်တင်နေတဲ့အတွက်သူ့မြေကိုပြန်တောင်းပန်ဖို့ရန်ရှာခဲ့ပါတယ်။အိမ်ပြန်ရောက်လာတော့သူ့ဘော်စော်ကားပြောဆိုခဲ့တဲ့ဘတ်ကားဆရာကိုတိုင်သာအရှိကြီးပို့ဖို့ပြင်နေပြီးသူစာမလုပ်ပဲရှောက်သွားနေတဲ့ကိစ္စကိုဘာကြောင့်လိန်ပြောခဲ့တာလဲလို့မေးပါတယ်။အဖွားဖြစ်သူကတော့ယောက်ျားကောင်းတစ်ယောက်ဆိုတာတခါတော့ကောင်းကောင်းလိန်တက်ရမယ်လို့သင်ပေးရင်သူမတို့အဖွဲ့မှာဒရန်တီးပေးဖို့လေ့ကျင့်ရန်တိုက်တွန်းနေပါတယ်။တောင်းမှန်ပြောနေတဲ့သူ့အဖွားကြောင့်ဒရန်ဝယ်ပေးလို့ဆိုကလေ့ကျင့်မဲ့ပန်းချန်စီလိုက်သွားပါတယ်။ဒရန်စထရစ်ကိုတော့မြဲအောင်မကင်နိုင်တဲ့ကျင်းဝယ်ကြောင့်အမျိုးသမီးတစ်ယောက်ကဒီလိုညံထိုင်းတဲ့လူမျိုးကိုဒရန်လေ့ကျင့်ခိုင်းပြီးသူတို့အချိန်တွေကိုလာဖြုံးနေရလို့ဝေဖန်နေတဲ့အတွက်သူ့မြေကအုံနောက်အကျော်သိယောဂရှိသူလို့သာပြန်လဲခြေပရင်အကြီးကျယ်ဝင်တက်ဖို့ပါတော့တယ်။သူဝင်ပါလို့လည်းမရတဲ့ကျင်းဝယ်တယောက်ဒရန်ကိုလေ့ကျင့်ဖို့ပြင်နေစဉ်တစ်ဖက်ကကြားလာတဲ့ product ကြီးအပြားလေးကိုမိန်းကလေးတယောက်ကပြန်ပစ်ပေးရန်တောင်းဆိုနေပါတယ်။သူ့ဟာသူမနှဲတဲ့နေရသူမို့ကိုယ်တိုင်လာကောက်တဲ့မိန်းကလေးကတေချာလာကြည့်ပြီးရီးပြသွားပါတယ်။ရန်ဖြစ်နေတဲ့အဖွားကိုဆွဲဖို့လာပြောပေမဲ့သူ့အတွက်စိတ်ဝင်စားစရာမြင်ကွင်းကတစ်ဖက်မှာမို့သူ့အဖွားဟာတခါမှမရှုံးဘူးလို့သာပြန်ဖြေလိုက်ပါတယ်။ဒီလိုနဲ့ရန်ဖြစ်သူနှစ်ယောက်ရောဝင်တားလို့ထိခိုက်ကုန်တဲ့အဖိုးကြီးအဖွားကြီးတွေရောစကန်ရောက်ကုန်ပြီးအာမခံပေးမဲ့သားသမီးတွေခေါ်ခိုင်းတဲ့အခါသူ့သမီးသိရင်အသက်ခံရမှာမို့ရန်ဖြစ်ခဲ့သူနဲ့သာငြိမ်းချမ်းရေးပြန်ယူလိုက်ပါတယ်။အိမ်ပြန်တဲ့လမ်းမှာတော့တယ်လာတဲ့ဒရန်ကိုကျင်းဝယ်ကတီးကျင်သလိုတီးသူ့အဖွားကအားပေးခဲ့ပါတယ်။အားနဲ့ချက်ကိုသူကိုယ်တိုင်အပြစ်လို့မြင်လာတဲ့ကျင်းဝယ်တယောက်သူ့ဒရန်ကိုခောက်ပြီးပြုံးပြသွားတဲ့မိန်းကလေးကိုမြင်အောင်ရင်အကျိုးကြောက်ကြီးနဲ့စော့ကစားနေတဲ့အတွက်မိခင်ကကန်ဆိုးစေတဲ့အရာကြီးကိုလွှတ်ပြရန်လာပြောပါတယ်။သူလျှောက်ထားတဲ့တင်ကြားရေးတက္ကသိုလ်ကလက်ခံခဲ့ရင်ခွင့်ပြုမှာလားမေးတော့အခြားမျိုးကမို့ခွင့်ပြုမှာမဟုတ်ပဲကိုယ့်သဘောနဲ့ကိုဆိုရင်ပတ်စံပေးမှာမဟုတ်ဘူးလို့အပြတ်ပြောသွားပါတယ်။ခိုးနားထောင်နေတဲ့သူ့အဖွားကတော့သူမရင်းနှီးမြုပ်နှံမှုတွေအဆင်ပြေလာရင်အကုန်စိုက်ပေးမယ်စိတ်မပူနဲ့လို့အားပေးပါတယ်။နောက်တစ်ရက်နီးပညာနဲ့အလံဝေးနေတဲ့လူကြီးတွေအတွက်ပင်စင်ကိစ္စအွန်လိုင်းကနေဆောင်ရွက်ပေးနေစဉ်သူနဲ့ဆုံခဲ့တဲ့မိန်းကလေးရောက်လာပြီးဒရန်တီးရတာပျော်စရာကောင်းလားလို့လာမေးပါတယ်။မတီးတတ်ပေမဲ့ပျော်ဖို့ကောင်းတယ်လို့ဖြေတော့သူ့လက်ထဲကဒရန်စတစ်ကိုစိုးစိုးဆက်ဆက်ယူသွားတဲ့ကောင်မလေးကိုကိုင်နီးကအဲ့လိုမဟုတ်ကြောင်းဆရာပြန်လုပ်နေပါတယ်။ဒီအချိန်ဒရန်သမားတက်ရနေပြီကြားလို့ပညာစမ်းဖို့ရောက်လာတဲ့ဒရန်သမား
မားဟောင်းကကိုလက်ကိုတောင်ဖျောက်အောင်မမနိုင်တဲ့လူကဘာလုပ်နိုင်မှာလဲလို့မေးရင် drum ဘလို့တီးရလဲပြမယ်ဆိုကတီးပြပါတယ်ဘေးကအခြေအနေကြည့်နေတဲ့ကောင်မလေးက drum stick ကိုထိုးပြီးရင်ပြန်တီးပြလိုက်လို့အားပေးတာကြောင့်အတန်ထွက်သလိုနီးမျိုးစုံနဲ့တီးပြပါတော့တယ်ပညာရှင် drum သမားကလည်းအားမလျှော့သလိုကောင်မလေးအားကိုနဲ့ကျင်းဝယ်ကလည်းအသွမ်းပြနေရကြောင်း drum stick လွတ်ကြသည့်အထိရှင်ပြိုင်ခဲ့ကြပါတယ်အားလုံးမဲဝိုင်းပေးကြတဲ့အဖြေကကျင်းဝယ်မှု drum သမားဟောင်းလည်းသူဘယ်တော့မှမတန်ဆွမ်းနေအပေါ်ဘူးလီမလုပ်တော့ပါဘူးလို့ကတိပေးလိုက်ပါတယ်အားလုံးရဲ့လက်ခုပ်တန်တွေကြားမှာသူ့ကိုအားပေးရင်ထွက်ပြေးသွားတဲ့အလင်းသက်လေးကိုသာလိုက်ကြည့်နေခဲ့ပါတယ်တန်းစိန်ခန်းထဲမှာပြန်ဆုံတော့ပန်းချံကိုဘယ်နေ့တွေလာလဲလို့ကောင်မလေးကပဲစမေးရင်သူ့နာမည်ရရဆိုတာနဲ့အဆက်အသွယ်လုပ်ဖို့ WeChat ကအရန်ပြောပေမဲ့ဖုန်းမသုံးပဲနိုင်တာ3ချောင်းပြန်ဖြေလိုက်ပါတယ်ဖုန်းမသုံးတဲ့ចောင်းသားလို့စားနောက်နေရကြောင်းသူဟာအထက်တန်းအောင်ပြီးပြီဖြစ်ကြောင်းနဲ့အသက်20ရှိပြီလို့ဖြေလိုက်တဲ့အခါရရကသဘောကျစွာနှုတ်ဆက်သွားပါတယ်သူ့မြေတော်ကီပြစ်နိုင်အောင်အိမ်သားထဲမှာအယိုးကျိုးအောင်ဝင်ထိုင်နေရတဲ့အဖွားကနာမည်လေးတစ်လုံးပဲတီးလိုက်တာလားလို့ဝေဖန်ပါတယ်အဲ့ဒီနောက်ပိုင်းကျင်းဝယ်ရဲ့အိမ်မက်ဒီမှာမီးတုပ်ကင်ပြီးပြေးလွှားနေတဲ့ရရနဲ့လူကောင်းတယောက်လိုပြေးလွှားနေတဲ့သူတို့နှစ်ယောက်အကြည့်ဆိုင်နေတယ်လို့မြင်မှတ်ပါတယ် What Rain ကြောင့်သူ့အိမ်ရခင်းတွေသူလျှော်ပြီးရှက်နေတဲ့ကျင်းဝယ်ကိုအဖွားပြစ်သူကပုံမှန်ပဲဖြစ်ကြောင်းပြောနေစဉ်စကားဖြတ်လိုက်ပြီးဒီနေ့ကော်ဖီဆိုင်မှာအလုပ်ရှောက်မှာလို့ပြောပြပါတယ်ကောင်မလေးက WeChat အခိုင်းတာတော့ဖုန်းမရှိလို့မအပ်ရတဲ့သူ့မိအတွက်ဖုန်းအဟောင်းတစ်လုံးကိုယူလာပြီးဒါအရင်3နှစ်လို့မှာပါတယ်အမြဲနောက်ကလိုက်နေကြသူ့အဖွားကိုအလုပ်အင်တာဗျူးထန်လိုက်မလာဖို့တားခဲ့ပြီးမြို့ထဲထွက်လာပါတယ်လမ်းမအကျယ်ကြီးကိုလူကူးမြညာကနေအဖော်မပါပဲရအောင်ကူးနိုင်ခဲ့တဲ့သူ့ကိုယ်သူအားရနေပါတယ်အဲ့ဒီနောက်ကော်ဖီဆိုင်ကိုသွားကအလုပ်ခေါ်စာတွေ့လို့လာလျှောက်တာပါလို့ပြောရင် CV ဖောင်ပေးလိုက်ပါတယ်နောက်ကခိုးလိုက်လာတဲ့သူ့အဖွားဟာကျင်းဝယ်မမြင်အောင်တစ်ဖက်ဆိုင်ထဲဝင်ပုန်းနေပါတယ်ဆိုင်ပိုင်ရှင်ကမေးတော့သူ့မှာအာယုံကြောဆိုင်ရာစေးပညာရည်နဲ့တော့အဖြေရှာလို့မရသေးတဲ့အုံနောက်အကျောသိယောဂရှိနေရလို့ရှင်းပြတော့ဘလောက်ကြရက်နိုင်လဲဘလောက်ဝေးဝေးရှောက်နိုင်လဲလို့မေးပါတယ်သူရက်ချင်တလောက်ရက်နိုင်ပြီးလမ်းလျှောက်တာကတော့10မိနစ်ခန့်ကြာရင်ခဏနာကဆက်လျှောက်နိုင်တယ်လို့ဖြေပါတယ်ကော်ဖီဆိုင်ဆိုတာမီနိုးတွေမှတ်သားရမယ်ကော်ဖီဖြော်ပကံသေးစားရဲလုပ်တွေတဏီကုံလုံးရမှာမို့လုံးနိုင်မလားသိကျင်တဲ့အတွက်လမ်းအနေငယ်လျှောက်ပြလို့ဆိုပါတယ်ဆိုင်တွင်းတိရောက်အောင်လျှောက်သွားတဲ့ကျင်းဝယ်ဟာတားနေတာကိုတော့မရက်ပဲကြိုးစားလျှောက်သွားလို့အပြီးမှာတော့ဒီနေ့ဆိုင်မှာရနိုင်တဲ့မီနူးကိုပြောပြပြစေဆိုကလမ်းလျှောက်ရင်မှတ်လာသမျှဆိုင်ရဲ့အစားအသောက်အားလုံးကိုအမားရွေးမရှိရွတ်ပြပါတယ်အတော်လေးမောနေပေမဲ့ထပ်မံကြိုးစားပြီးအနားယူကထပ်မံရွတ်ပြခဲ့ပါတယ်သို့ပေမဲ့ဆိုင်ရှင်ကသူလိုချင်တာတာမန်လူပဲလို့အဖြေပေးတဲ့အခါသူလည်းမှတ်ညံအားကောင်းတဲ့တာမန်လူပါလို့ပြန်ပြောခဲ့လိုက်ပါတယ်သူအိမ်ကထွက်လာကြတဲ့ကနောက်ကလိုက်လာတဲ့အဖွားကတော့အဲဆိုင်ကကျင်းဝဲကိုအလုံးမခံမိတာသူတို့အတွက်အဆုံးရှုံးမဲ့ဖြစ်ပြီးကော်ဖီကနှလုံးရောဂါရလို့လူငယ်တွေလက်ဖေးပြောင်းတော့ကုန်ပြီမို့မကြခင်ပေးရတော့မဲ့ဆိုင်လို့အားပေးနေပြန်ပါတယ်သို့ပေမဲ့သူ့လာသာထဲဖို့ဘန်းအကောက်လိုနေတဲ့ဆိုတဲ့ကျင်းဝဲကြောင့်အလုပ်ရခဲ့မှန်းသိကဝမ်းသာသွားပြီးသူ့ကုံတိတ်ခအတွက်အလုပ်တစ်ခုရခဲ့တာကျေနပ်ကြောင်ပြောနေတဲ့မြေးဖြစ်သူရှေ့မှာမျက်ရည်မကျမိအောင်ထိန်လိုက်ပါတယ်ပန်းချံမှာတော့သူ့ဒရန်ကြီးပေါအောင်တယောက်ယောက်ကတီးလိုက်လို့စိတ်ဆိုးပြီးပြန်သွားတဲ့ဒရန်ဆရာရဲ့ပစ္စည်းကိုပါမနိုင်မနှင်းတည်နေရတဲ့ကျင်းဝဲထံရရရောက်လာပြန်ပါတယ်သူ့အိမ်မက်ထဲမှာမြင်မှတ်ဖူးတဲ့ရရဟာသူ့အနားမှာမကြာခဏပျော်ရွှင်ပေါ့ပါသွားရောက်လာတတ်ပြီးကျင်းဝဲကိုတာမန်အတိုင်းဆက်ဆံတဲ့ဒုတိယမြောက်လူသားတဦးလည်းဖြစ်လာပါတယ်ဒါကြောင့်အိမ်မက်ထဲမှာလို့အတူပြေးလွှားခြင်းတဲ့ကျင်းဝဲတယောက်ပုံမှန်လေ့ကျင့်ခန်းတွေလို့ပုံမှန်ဝင်ငွေရဖို့အလုပ်တွေကြိုးစားရင်ရရဟာအထီးကျန်မြက်ကန်းတစ်ပေးမှာခီးသွားနေတဲ့သူ့အတွက်တိမ်တိုက်တဲကကျယ်လေးတစ်ပွင့်လို့ကြပြတစ်ပုတ်ချရေးလိုက်ပါတယ်အဝေးကနေစာပဲအမျက်လှုပ်ခိုင်းနေတဲ့မိခင်ဖြစ်သူကသူ့သားအတွက်ပြန်လဲထူထောင်ရေးရက်ချိန်စီစဉ်ပေးထားတဲ့အကြောင်းတတိလံပေးပါတယ်အဖွားဖြစ်သူကတော့တီဝိုင်းဖွဲ့နဲ့ရရကိုပါအိမ်ခေါ်ပြီးချက်ပြုတ်စားသောက်ဖို့ပြင်ပါတယ်ကျင်းဝဲကိုလာပွားနေတဲ့ဒရန်သမားကြောင့်ရရကတူလိုတဲ့ဆိုကအိတ်ခမ်းနဲ့ခေါ်ထုတ်သွားပါတယ်စားအုပ်များကြီးဝယ်ထားတဲ့ကျင်းဝဲရဲ့အဆင့်ကိုကြည့်ပြီးအကုန်ဖတ်ဖြစ်ရလာပြီးတော့အဝတ်ပီတို့ထဲကအဝတ်စားတွေကိုအကုန်ဝတ်ဖြစ်လာလို့ပြန်မေးပါတယ်သို့ပေမဲ့ခြေတွေလက်တွေတိတ်အဆင်မပြေတဲ့အချိန်တိုင်းစာဖတ်ရတာလွယ်ကူလာတာမို့အဲစာအုပ်အကုန်လုံးသူဖတ်ဖူးတယ်လို့ဖြေပါတယ်သူ့ကဗျာစာအုပ်ကိုယူဖတ်ကြည့်နေတဲ့အတွက်တိမ်တိုက်ကြားကကျယ်လေးတစ်ပွင့်ဆိုတဲ့ရရအတွက်ကဗျာကိုပြလိုက်ပါတယ်အခန်းပြင်မှာပြင်ဆင်နေကြတဲ့ကျင်းဝဲရဲ့အဖွားထံကျင်းဝဲအမေဖုန်းခေါ်လာပြီးတော့မပါလို့တကားပွင့်ပေးလို့ဆိုပါတယ်အခန်းထဲမှာထိုင်နေတဲ့ရရကကျင်းဝဲကိုကြည့်ရင်ဂတ်ချက်ဘုံနာဖြစ်ဘူးလားလို့မေးကအဆက်ကြီးနေတဲ့ကျင်းဝဲကိုစမ်းသပ်နေပြန်တဲ့အတွက်သူဟာပုံမှန်ဖြစ်ရှိနေတဲ့အသက်20အရွယ်ယောက်ျားလေးမို့မိကုံးအတွက်ကျေးဇူးတင်ပြီးအခြားလူတွေလှောင်ပြောင်နေကြသလိုအပေါ်ဆုံးယုံလောက်မကကြောင်တေချာရှင်းပြနေပါတယ်ဒီအချိန်တကားဖွင့်ပြီးဒေါသကြီးဝင်လာတဲ့သူ့အမေကြောင့်ဒါကငါအမေပဲလို့မိတ်ဆက်ပေးလိုက်ပါတယ်စာအုပ်ကြီးသမားမိခင်ကဘာကြောင့်ပြန်လဲထူထောင်ရေးရက်ချင်းကိုမတော်ပဲအိမ်မှာပျော်နေရတာလဲဆိုတာနဲ့ကျင်းဝဲနဲ့အတူရှိနေတဲ့ကောင်မလေးကဘသူလဲမေးတော့အဖွားပြစ်သူကအတန်းပေါ်အချင်းချင်းစာလုပ်ဖို့ရောက်လာကြောင်းလိန်လိုက်ပါတယ်ကျင်းဝဲကတော့သူဒီရက်ပိုင်းစာလဲကြည့်မနေခဲ့ပဲတင်ကြားရေးတက္ကသိုလ်ထံကိုစရိတ်နဲ့ကိုလျှောက်ဖို့ကော်ဖီဆိုင်မှာအလုပ်ဝင်နေရလို့အမှန်တိုင်းဖြေလိုက်ပါတယ်ဒေါသထွက်လာတဲ့မိခင်ကအရင်ဆုံးအဖွားပြစ်သူကိုစုပူနေရမို့သူ့အဖွားကိုမအော်ဖို့နဲ့သူ့ဆန္ဒအလျောက်ငွေရှာချင်တာဖြစ်ကြောင်းခြေပါပါတယ်တင်ကြားရေးတက္ကသိုလ်ဘက်ကလက်ခံစာကိုလည်းဘယ်တော့မှပို့လာမှာမဟုတ်ကြောင်းနဲ့မင်းလိုမတ်တက်တောင်ကောင်းကောင်းမရက်နိုင်သူကဆရာတယောက်ရောဖြစ်လာနိုင်မှာလားလို့မေးနေတဲ့မိခင်အားသူ့ကို
ကိုဒီလိုဖြစ်အောင်မွေးခဲ့တာဘသူလဲလို့မျက်ရည်တွေနဲ့ပြန်မေးလိုက်ပါတယ်အဲ့ဒီနောက်တင်ကြားရေးတက္ကသိုလ်ရဲ့ဝင်ခွင့်စီစစ်ရေးရုံးထံကြိုရေးထားတဲ့စာကိုအလွတ်ချက်ခါသူ့မှာအုံနောက်ကြောသိယောဂရှိနေကြောင်းဖြည့်စွက်အသိပေးဖို့ကြိုးစားခဲ့ပေမဲ့ကျောင်းချိန်ပြင်ပမှုဆက်သွယ်မရခဲ့ပါဘူးမိခင်ပြန်သွားပြီဖြစ်ကြောင်းလာပြောတဲ့အဖွာအားသူကားမောင်းလိုက်စဉ်လှုပ်ချင်တယ်ဆိုတဲ့အခါအဝေးကြီးထွက်သွားမလို့လားလို့မေးပါတယ်ဒီတိုက်ပေါ်ကနေအောက်ကိုခုန်ဆင်းနိုင်ရင်သူသွားဘူးသမျှအမြန်ဆုံးအချိန်နဲ့အဝေးဆုံးရောက်နိုင်တယ်လို့ပြန်ဖြေတဲ့အခါအဖွားကရိုက်လိုက်ပါတယ်အဲ့ဒီနောက်ပြုတ်ပြင်ထူထောင်ရေးဌာနကိုပုံမှန်သွားကကိုသားမှုတွေကိုပင်ပန်းစွာခံယူရင်းပြန်ပြောမိခဲ့တဲ့မိခင်ဘေးမှာစိတ်မကောင်းစွာထိုင်နေမိပါတယ်ကတုံကရင်နဲ့ကားမောင်းလိုက်စဉ်လိုချင်တယ်ဆိုတဲ့ကျင်းဝယ်အတွက်ကားမှုတက်တဲ့အဖွားဖြစ်သူဟာကျင်းဝယ်မောင်းကျင်တယ်လို့မောင်းတဲ့နောက်ကိုလိုက်နေရပြန်ပါတယ်နောက်တရက်ပန်းချံမှာဒရန်တီးနေရင်ဖုန်းကိုကြည့်နေတဲ့အဖွားကကျင်းဝယ်ဟာအကိုကြီးဖြစ်သွားပြီမို့သွားကြည့်ကြမလားလို့ဆိုကဆေးရုံခေါ်လာပါတယ်နှလုံးခုန်လုံးမကောင်းတာကြောင့်ပုံမှန်ထက်စောလင့်စွာခွဲမွေးလိုက်ရတယ်ဆိုတဲ့သူ့ရဲ့ညီမငယ်လေးကငိုနေတာမို့အနာကကြည့်နေစဉ်တန်းစင်ခန်းထဲကပြန်ထွက်လာတဲ့အမေဖြစ်သူကနေကလေးနဲ့မကတ်နဲ့ဆိုကတွန်းထုတ်လိုက်ပါတယ်ထိုခံသားချက်ကိုကိုချင်းစာနိုင်သူကသူ့အဖွားသာရှိခဲ့ပြီးကျင်းဝယ်ဟာမဖော်ပြနိုင်တဲ့နာကျင်မှုကိုမျိုးသိခါသူ့အမေကိုဝင်ရှိနေတာအဖွားသိထားလားလို့မေးပါတယ်ဘာကြောင့်သူ့ကိုတယောက်မှအသိမပေးကြတာလဲဆိုတဲ့မေးခွန်းကိုမိခင်ရဲ့ကိုယ်တွင်းမှာဂလူကို့စ်ပမာဏများနေရကြောင်းမသေးကြတဲ့ကိုဝင်အတွက်ဆေးရုံတက်နေရကြောင်းပြန်ဖြေတဲ့အခါဖဲကျင်ခံထားရတဲ့အားငယ်စိတ်ကဝင်လာပြန်ပါတယ်သူဒီလိုဘဝကိုရင်ဆိုင်နေရတာမိဘတာဝန်မကြည့်ခဲ့တဲ့အမေတို့ရဲ့အမားဆိုတာတိတာနေခဲ့ပြီးဒီလောက်နှစ်တွေအကြာကြီးမှာသူ့ရဲ့ဖြစ်တည်မှုအတွက်လက်ခံနိုင်ဖို့ကြိုးစားနေတဲ့ဖြစ်တော်လဲချိုးတဲ့နှိပ်ပါသူအဖြစ်အမြဲလို့သတိပေးနေတာအမေကိုယ်တိုင်ပဲလို့ပြောခဲ့ပါတယ်မင်းဟာကျွေးမွေးနေတဲ့လူကိုအရှက်ရစေမဲ့တရိတ်ဆန်ယုံအတွင်းကဂေါ်ရီလာလိုတတ်တော်ဝါမှုအပြင်လဲမထွက်ဖို့ဝိုင်းလောင်ပြောင်နေကြတဲ့ပတ်ဝန်းကျင်ထံမသွားဖို့တားဆီးနေသူကအမေပဲဖြစ်ပြီးပတ်ဝန်းကျင်ကတော့တီးခန့်ပြီးနိုင်တဲ့ယောဂကိုဝင်တော့ဝင်ဖို့တစ်ဖွဲ့မုန်းတီးနေခဲ့သူကအမေကိုယ်တိုင်ပဲဖြစ်ကြောင်းနာကြီးစွာပြောခဲ့ပူပါတယ်အဲ့ဒီနောက်ပိုင်းစိတ်ဓာတ်အကြီးကျယ်ကျသွားတဲ့ကျင်းဝယ်တယောက်ကားကိုအယမ်းမြန်အောင်မောင်းပြီးလို့ရေမောင်းတင်တန်းကလက်မခံတော့သလိုပုံမှန်လေ့ကျင့်ခန်းတွေကိုလည်းမလုပ်ဖြစ်တော့ပါဘူးသူအလုံးလုံးနေတဲ့ကော်ဖီဆိုင်မှာကျင်းဝယ်ကိုယ်တိုင်လှုပ်ရောင်းမဲ့အချုံမုတ်တစ်မျိုးကိုတင်ရောင်းရန်စီစဉ်ထားတော့လဲဝန်ထမ်းချို့ကတော့ကျင်းဝယ်နားလည်မှာမဟုတ်ဘူးအထင်နဲ့တီးတိုးဘေးပြောနေကြပါတယ်အခက်ခဲများစွာကြားမှာသူဖုန်းဆက်ထားလို့ရောက်လာတဲ့သူ့ရဲ့ကြဲကလေးကတော့မုတ်တွေယူလာပြီးကျင်းဝယ်ရင်ဖွင့်သမျှကိုနားထောင်ပေးပါတယ်မိဘတွေကလေးပဲနှစ်ယောက်ယူတာဘယ်ချိန်ယူတာမျိုးကသူတို့လွတ်လပ်ခွင့်ဖြစ်ပြီးသူတို့လိုတကူကောင်းဆန်တဲ့လူမျိုးမဖြစ်အောင်ကိုကပြောင်းလဲပြုတ်ပြင်နေရန်ဖြောင်းပြပါတယ်အိမ်မပြန်ခြင်းနဲ့ကျင်းဝယ်တယောက်ရာရာနဲ့အပြင်သွားခြင်းကြောင့်ခွင့်တောင်းကရာရာရဲ့လက်ကိုဆွဲယူကင်လိုက်ပေမဲ့လှုပ်ချကတန်းသင်ကန်သွားအောင်မယ်လို့ပြောသွားပါတယ်။သို့ပေမဲ့မြစ်ကန်တဲ့ဘေးကအထီးကျန်သွားလမ်းလျှောက်နေတဲ့သူ့ကိုတိမ်တိုက်ထဲကသူ့ရဲ့ကျယ်လေးရာရာဟာနှုတ်ဆက်ထွက်သွားခဲ့ပြီးမို့စစ်ပွဲအလယ်မှာရမတ်ဆန္ဒတွေတိတ်ဆုံးသွားခဲ့ပြီးလှပတဲ့ပုံမှန်သွင်မြင်လေးကိုပိုက်ရင်သူ့ရဲ့သူပွက်နေတဲ့နှလုံးသားဟာအထီးကျန်ခြင်းနဲ့အတူအဆုံးသက်သွားပြီဆိုတဲ့ကြပြအပြည့်စုံကိုထပ်ဖြည့်နိုင်လိုက်ပါတယ်။အိမ်ပြန်ရောက်လာတော့ဆိုင်မှာကိုယ်တိုင်လှုပ်လာတဲ့မုတ်အချို့ကိုမိခင်အတွက်ယူလာတော့လဲတကြားတက်များနေသေးလို့တီးလိုက်ရတဲ့အတွက်အားလုံးကိုဖောက်စားပစ်ခဲ့ပါတယ်။ယောဂကြောင့်အစာမျိုးကြဖို့ခက်ခဲနေတော့လဲတစ်ခုပြီးတစ်ခုတွတ်ထည့်ရင်တတိလစ်သွားပြီမို့အဖွားပြည့်သူကကယ်ဖို့ကြိုးစားနေရပါတယ်။မျက်လုံးထဲမှာတော့သူငယ်စဉ်ကမိဘတွေကိုစားနှောက်ရန်ခီးဆောင်အိတ်အတွင်ဝင်ပုန်းနေခဲ့ပေမဲ့အကယ်၍ကျင်းဝဲကိုသာပြန်ရှာမတွေ့တော့ရင်သူတို့ဘဝဟာခြားနာကောင်းမွန်တဲ့စီရောက်နိုင်ကြောင်းတိုင်ပင်နေတဲ့မိဘနှစ်ပါးရဲ့စကားတွေကအသက်20အရွယ်ရောက်သည့်အထိသူ့ရင်ဘတ်မှာစိုက်လာတဲ့သူတစ်ချောင်းလိုဖြစ်နေပါတယ်။သို့ပေမဲ့ဆေးရုံကတင်ဘေးမှာငိုနေတဲ့မိခင်ရဲ့အတန်ကြောင့်ပြန်တတိရလာတော့အသက်ကယ်နေတုန်းလေပြုံကိုခွဲလိုက်ရတာမို့စကားမပြောရန်တူတူလေးမှားနေပါတယ်။ပြီးတော့ကျင်းဝဲကိုမွေးတင်တုန်းကဆရာဝန်တွေကနီးမျိုးစုံညှစ်ခိုင်းခဲ့ပေမဲ့သူမဘလို့မှမစွမ်းဆောင်နိုင်ခဲ့တဲ့အပြစ်တွေကြောင့်ပဲကျင်းဝဲအတွက်မတန်ဆွမ်းကတ်လည်းမလုပ်ပေးမိမွေးနေ့ပွဲတွေလည်းမကျင်းပမိခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်။ပြီးတော့ညီမလေးကိုမွေးပြီးစဉ်ကတွန်းလွန်မိခဲ့တာကလည်းထိုကလေးဟာသူမအတွက်နောက်ဆုံးကလေးဖြစ်နေတာမို့ကြောက်လန့်နေလို့ဖြစ်ကြောင်းတောင်းပန်ခဲ့ပါတယ်။အဖွားဖြစ်သူကတော့ကန်ဆိုးနေတဲ့သူ့မြေအတွက်မြန်မာလိုနတ်ဆရာတွေထံလိုက်ပို့ပြီးကူးဖို့ကြိုးစားပါတယ်။သူ့စိတ်ကူးထဲမှာတော့အခွန်မှာလဲလိုက်တိုင်းဘဝအသစ်တစ်ခုရနိုင်တဲ့ပစင်းလိုဖြစ်ချင်နေခဲ့ပြီးထိုစိတ်ကူးကိုရာရာကအကောင့်ထဲဖော်ကသူလိုချင်တဲ့ဘဝကိုပေးဆွမ်းခဲ့ပါတယ်။စိတ်ကူးရင်ပြီးအိတ်လို့မပြောတာနဲ့သူ့ဘွားလေပင်ကအမာရွတ်ကြောင်သွားမိတဲ့အခါတစ်ချိန်ကတိဘတ်ဒေသဘက်မှာစားတောက်ဆိုင်ဖွင့်နေတုန်းဓမြတွေရောက်လာတဲ့အတွက်ငွေကိုသူ့သမီးအတွက်ရှာနေတာမို့မပေးနိုင်ဘူးညင်းလို့အခုတ်ခံရကြောင်းရှင်းပြပါတယ်။ကျင်းဝဲရဲ့အမိသားသမီးကိုဂယူးဆိုင်ပုံမပြတာကလည်းသူ့လိုချစ်ကြောင်မဖော်ပြခဲ့ဘူးတဲ့မိခင်ထံကအမွေရခဲ့တာမို့ကျင်းဝဲကပဲခွင့်လွှတ်လိုက်ဖို့မှာပါတယ်။သားသမီးအတွက်ငွေရှာဖို့အကြာကြီးထွက်သွားမိရာကနေကျင်းဝဲရဲ့အမိအတွက်အချိန်မပေးခဲ့မိတဲ့သူမကိုသူမအပြစ်တင်နေပြီးပါတယ်။အိတ်ခမ်းနဲ့ပြန်ရောက်တော့ကျင်းဝဲဆေးရုံတက်နေစဉ်ကကျင်းဝဲနာမည်နဲ့ပစ္စည်းလာပို့ထားတဲ့ဆိုတာကြောင့်အသေးအံသွားရှာပါတယ်။စာအိတ်ကိုဖောက်ကြည့်ရင်အတော်ကြကြစကားမပြောနိုင်သေးပဲသူ့အဖွားကိုလှမ်းခေါ်ကတင်ကြားရေးတက္ကသိုလ်ကဝင်ခွင့်လက်ခံလိုက်ပြီလို့အသိပေးလိုက်တဲ့အတွက်ရေးဖွားနှစ်ယောက်ဝမ်းသာမျက်ရည်တွေနဲ့ဖတ်ငုံမိပါတယ်။အဖွားပြည့်သူကဝင်ခွင့်စာကို
ကိုတလုံးချင်းဖတ်ပြနေချိန်ကျင်းဝယ်ကတော့စောက်တီယာမရပျော်ရွှင်နေပါတယ်အနှစ်လစေကမ်းပေါင်းစုံကျောင်းပေါင်းစုံကကုသဖို့ညင်းပယ်ဆရာဖြစ်ခန့်ဖို့ညင်းပယ်ခံခဲ့ရတဲ့သူ့မြေအတွက်ပထမဆုံးတင် ကြားရေးဆရာဖြစ်လာတော့မှမို့အလွန်ဝမ်းသာနေပါတယ်နောက်တည့်ရက်ဖျော်ဖြေခီးစဉ်သွားမဲ့သူ့အဖွားနဲ့အပေါင်းပါတွေနဲ့လိုက်ဖို့ပြင်နေစဉ်အရင်လိုပေါ့ပါပျော်ရွှင်မှုတွေကင်းမဲ့သွားနဲ့သေးလိမ့်တောက်နေသူရရကိုမြင်လိုက်ရပါတယ်သူ့အဖွားရဲ့ဖျော်ဖြေခီးစဉ်ဟာပွဲစိတ်စဉ်သူကလူလိမ်မှုပယ်ဖြတ်ခံလိုက်ရပေမဲ့လူလူပိုးဆောင်ရေးအသင်းထံမှပွဲတက်ဖို့ဖိတ်တာနဲ့တွားရောက်ခဲ့ပါတယ်လွန်ခဲ့တဲ့တစ်လခန့်ကကျင်းဝဲကိုမစင်မကျင်ပြောဆိုခဲ့တဲ့ကားဆရာအကြောင်းကျင်းဝဲစီကစာရှည်ကြီးတိုင်သာရထားတာမို့ပြန်တောင်းပန်ခဲ့ပြီးလက်ဆောင်ပစ္စည်းတွေပြီးကဓာတ်ပုံတွေတစ်ဖက်ဖက်နဲ့ရိုက်ယူမှတ်တမ်းတင်နေကြပါတယ်ကျင်းဝဲကိုစင်ပေါ်တက်စကားပြောဖို့ဖိတ်တာနဲ့ဖြင်းညင်းစွာတက်သွားလိုက်ပြီးဒီနေ့ပွဲဟာသူ့တိုင်သာရဲ့အကျိုးသက်ရောက်မှုအဖြစ်ထိုလုံးရက်ကိုစန့်ကျင်သူထောက်ခံသူတွေနှစ်ဖက်အပြန်လှန်ညှင်းဆန်ရင်ဆုံးဖြတ်ချက်ချမယ်လို့ထင်ထားတော်လဲသူ့အထင်နဲ့လွဲနေကြောင်းပြောပါတယ်ယောဂကြောင့်အစားစားတိုင်းနေတတ်သူအတွက်စံစီကြုံ၃မျိုးလက်ဆောင်ပြီးတာတွေ့ရပြီးထိုခံစားချက်ကိုဒီမှာရှိနေတဲ့လူတွေတွေးဘူးလောက်မှမဟုတ်ပေမဲ့ကျင့်သားရနေပြီဖြစ်တဲ့သူ့အတွက်တော့ထိုးပြီးနာကျင်မနေတော့ဘူးလို့ဆိုပါတယ်သူเจ้าမိတာကကိစ္စသေးသေးလေးတွေမှာတော့သူ့ကိုအနီးကပ်ကူညီပေးနေတဲ့လူတယောက်မရှိတော့မှာကိုဖြစ်ပြီးမိဘနဲ့ကုသပေးဘူးတဲ့ဆရာဝန်တွေထံသူတယောက်တည်းရှေ့ဆက်နိုင်မှာမလားလို့မကြာခဏမေးခဲ့ဘူးပေမဲ့အဖြေမရခဲ့ပါဘူးပတ်ဝန်းကျင်ကလူအုပ်ကြီးထံတိုးဝေးလိုက်တိုင်းထူးဆန်းသလိုတနာသလိုနဲ့ကြောက်ရွံ့စရာကောင်းသလိုဆက်ဆံခံခဲ့ရပြီးတကယ်တမ်းဖုန်းထဲကနေ ID တောင်မတင်တတ်တဲ့သူ့အဖွားနဲ့တက်တူရွယ်သူတွေကသာသူ့မျက်လုံးကိုတဲတဲစိုက်ကြည့်ပြီးတာမန်လူသားတယောက်လိုဆက်ဆံရဲခဲ့တာဖြစ်ပါတယ်သူတို့လိုလူမျိုးတွေကကဘာကြီးမှာအင်အားနည်းဆုံးဖြစ်နိုင်ပေမဲ့ဘလောက်သေးသေးဘလောက်ပဲချိနဲ့နေပါစေကဘာကြီးရဲ့ပျော်ရွှင်မှုတွေမှာသူတို့လည်းပါဝင်သင့်တယ်လို့အသိပေးခဲ့ပါတယ်ဒီလိုနဲ့တယောက်ခံစားချက်တွေကိုတယောက်ကမထိန်ချမ်းပဲဝန်ခံခဲ့တဲ့ကျင်းဝယ်တို့မိသားစုဟာနားလည်မှုအပြည့်နဲ့နှွေးထွေးစွာနေနိုင်ခဲ့ပြီဖြစ်ပါတယ်ကားတော်မောင်းနိုင်နေပြီဖြစ်တဲ့ကျင်းဝယ်တယောက်အဖွားပြည့်သူကိုတီးတန်းခေါ်လာကသူ့ကိုကြောင်းလိုက်ပို့ရင်ကန်ထဲမှာထမင်းတူစားပါပြီးရင်တော့ရထားလက်မှတ်ဝယ်ပြီးစိတ်ကူးပေါက်ရနေရတဲ့ထံသူ့ကိုတယောက်တည်းထားခဲ့ပြီးတွားရောက်လည်ပတ်ပါလို့တောင်းဆိုလိုက်ပါတယ်အဲ့ဒီနောက်ငယ်စဉ်ကခြေထောက်တစ်ဖက်မရှိပဲသူ့လိုလမ်းလျှောက်နေရတယ်ဆိုတဲ့ကြောင်လေးရဲ့အယိုးပြကိုကျဲလိုက်ပြီးသူ့ကိုယုံကြည်မှုအနှဲငယ်ရှိလာသေးတဲ့ကျဲလေးထံကထင်းရှူးသီးကိုလည်းထားရစ်ခဲ့လိုက်ပါတယ်